ကျွန်တော်တို့အနေနဲ့လူကောင်းကြီးတယောက်ကိုဒီကဘာဆင့်လူသိအောင်လုပ်ပေးတဲ့လူကောင်းကြီးတယောက်ကိုဆုံးရှုံးထားရတယ်လို့ပဲကျွန်တော်တွေးမိတယ်ဗောနော်အခုဆိုလို့ရှိရင်မလေးရှားကပွဲစဉ်ပြီးလို့ရှိရင် Joshua Ban ကိုမီဇိုရမ်ပြည်နယ်က MMA ပွဲတစ်ခုရဲ့မေလ30ရက်နေ့မှာကျင်းပမဲ့ပွဲကိုဒီအထူး special guest အနေနဲ့သူ့ကိုခေါ်ထားတာဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီလိုပဲသူကကွင်းပြီးတော့ပတ်ပြီးတော့ပဲအမိနိုင်ငံကိုသွားရောက်ခွင့်မရှိဘဲနဲ့ပြည်နိုင်ငံတွေအိန္ဒိယနိုင်ငံတွေဖြစ်တဲ့နိုင်ငံအသီးသီးကိုပတ်ပြီးတော့ကွင်းပြီးတော့ပဲသူကသွားနေရရှာတယ်သိလားဒါတော်တော်ကြီးကိုရင်နာစရာကောင်းတဲ့မြင်ကွင်းတစ်ခုလို့ပြောလို့ရတယ်ဗောနော်နိုင်ငံခြားနေပြီးတော့မလေးရှားကိုလာတယ်မလေးရှားမှာကျင်းပတယ်မလေးရှားကပွဲပြီးတာနဲ့ချက်ချင်းဆိုသလိုမီဇိုရမ်ကိုသွားမယ်မီဇိုရမ်ကိုသွားပြီးတော့အထူးအသက်တော်အဖြစ်နဲ့အဲ့ဒီ MMA ပွဲမှာမီဇိုရမ်ပြည်နယ်ကကျင်းပတဲ့ regional အဆင့်ရှိတဲ့ပွဲကိုဖိတ်ခေါ်ခံထားရတာဗောနော်အဲ့ဒီကပြီးလို့ရှိရင်ပြန်လို့ရှိရင်လည်း Washington DC ကနေပြီးတော့ခေါ်ထားတာလည်းရှိတယ်အဲ့ဒီတော့ तू ကကိုယ်နိုင်ငံကိုလုံးဝအခြေချခွင့်မရတဲ့ तू ပါတော်တော်ကြီးကိုဒီစိတ်မကောင်းဖြစ်เสียအကြောင်းအရာတစ်ခုပဲဗောနော်အမှန်ဆိုလို့ရှိရင် तू ကအဲ့ဒီအောင်ပွဲတွေဇက်တိုက်ခံလာပြီးတော့အဲ့ဒီကပတ်ကြီးနဲ့ကိုယ်နိုင်ငံကိုလာမယ်ကိုယ်နိုင်ငံလူတွေကအခုလိုမျိုးမလေးရှားကကြိုဆိုသလိုအစပေါင်းများစွာလာကြိုဆိုလိုက်မယ်လို့ကျွန်တော်ကတော့မြင်တယ်ဗောနော်အခုအနေထားရမှာတော့ तू ကအဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့မလေးရှားကိုလာတယ်မလေးရှားပြီးတော့ထိုင်းကိုလာမယ်ထိုင်းကိုပြီးတော့မီဇိုရမ်ကိုသွားမယ်မီဇိုရမ်ပြီးတော့ပြန်သွားမယ်ကိုယ်နိုင်ငံပေါ်ကနေပြီးတော့ကွင်းပြီးပတ်ပြီးတော့ရှောင်းကွင်းပြီးတော့သွားနေရရှာတယ်ဆိုတော့ဒါကလည်းတော်တော်ကြီးကိုစိတ်မကောင်းဖြစ်မိတယ်ဗောဗျာဆိုတော့ဘာပဲပြောအဝေးကနေပြီးတော့အားပေးရလဲကျင်းနေပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အားပေးပါတယ်